လူတယောက်ကံကောင်းအကြောင်းမလားလို့အကုသိုလ်တွေကြောင့်ငရဲဘက်ကိုရောက်သွားသို့သောငရဲရဲ့တကားဝမှာရှမမင်းကြီးဆိုတာလေးဘက်လေးတံမှာယမမင်းလေးဦးကတကားဝကစောင့်နေသူတို့စောင့်တာတရားရီပေါ်မှာကျင်နာတနာလို့ဗော်လန်တီယာလာလောက်တာသူရှမမင်းဆိုတာဆိုးမဟုတ်ဘူးငရဲမကြစီတဲ့မကြတိုက်တဲ့ပုဂ္ဂိုလ်တွေမကြရအောင်သူကကူညီဖို့လာပြီးတော့ကူညီတာအဲ့တော့သူကူညီနိုင်တာဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေကိုဖော်ထုတ်ပေးမယ်ဖော်ထုတ်ပေးခြင်းအပြင်သူကိုယ်တိုင်ကဝမ်းသာမယ်ဝမ်းသာသွားလို့ရှိရင်သူငရဲလွတ်သွားနိုင်တယ်ဆိုတော့ဒီလိုအနေအထားမျိုးနဲ့ယမမင်းကလာဆောင်အဲ့တော့လောကလူတွေကတော့ထင်နေကြတယ်ယမမင်းကငရဲကိုဆွဲချတဲ့လူလို့ဒီလိုထင်မဟုတ်ဘူးငရဲကြသွားမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေငရဲကြီးမားလိုက်တဲ့ငရဲဘုံကြီးရဲ့တကားဝမှာသူကယုံထိုင်တဲ့အနေနဲ့စောင့်ကြိုနေတာကဖြစ်တယ်ပေါ့သူဟာဝေမာတိကပြိတ္တာမျိုးပဲဖြစ်တယ်ဘုံမိမ္မာနဲ့နေထိုင်ရတဲ့ဝေမာတိကပြိတ္တာမျိုးအဲ့တော့ဝေမာတိကပြိတ္တာဆိုတာဗိမာန်ရှိပြီးတော့ချမ်းသာတဲ့အခါချမ်းသာတယ်ဆင်းရဲတဲ့အခါဆင်းရဲတယ်လူတွေလိုပဲသူလည်းပဲဘဝတစ်ခုရဲ့အတွေ့အကြုံတွေကိုခံစားရအဲ့ဒီမှာလူတယောက်ဟာငရဲတဲ့ကိုတန်းကြမသွားပဲအပြစ်မကြီးတဲ့ပုဂ္ဂိုလ်တွေကြတော့ငရဲရဲ့ပတ်ဝန်းကျင်နားမှာရောက်လာတတ်တယ်အပြစ်ကြီးတဲ့ပုဂ္ဂိုလ်ကတော့ချက်ချင်းငရဲတဲ့ရောက်တာငရဲဘုံထဲမှာသွားဖြစ်လိုက်သူကြတော့ရှင်မမင်းရဲ့အကူအညီမရနိုင်ဘူးချက်ချင်းငရဲကိုရောက်သွားအေးငရဲပတ်ဝန်းကျင်ရောက်လာပြီးငရဲသားတွေကနှိမ့်ဆက်မယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့နှိမ့်ဆက်မခံရအောင်သူကအကူအညီပေးတာငရဲဘုံသားသွားရောင်းလဲလဲလို့ရင်တော့ဆွဲထည့်ခံမှာပေါ့နော်လူပြေမှာတောင်မှပဲရောင်းလဲလဲသွားမလို့ရမယ့်နေရာတွေရှိတယ်လေအဲ့တော့ရောင်းလဲလဲသွားလို့ရင်တော့ဖမ်းခံမှာပေါ့အဲ့တော့ငရဲမှလည်းပဲအဲ့ဒါလိုပဲငရဲရောက်ဖို့ရငရဲဘုံသားလေးမှာရောင်းလဲလဲဖြစ်နေတဲ့လူတွေကိုရှင်မမင်းကြီးကခေါ်ပြီးတော့မေးတယ်ခေါ်ပြီးတော့မေးတော့မင်းလူပြေမှာတော့ငါတဲ့ဒေဝဒုတဆိုတဲ့နတ်တမန်3ဦးပေါ်ပေါက်နေတာကိုတွေ့ခဲ့ရလားသူကနားမလည်ဘူးမတွေ့ခဲ့မိဘူးတဲ့အေးမင်းငါမေးတာသဘောမပေါက်ဘူးတဲ့နတ်တမန်ဆိုတာတခြားမဟုတ်ဘူးတဲ့နတ်တွေကပြောတဲ့စကားဟာသေချာပေါက်ဖြစ်တာလို့မင်းလူပြေမှာအိုမင်းနေတဲ့အဖိုးအဖွားတွေကိုမတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါတယ်အေးအဲ့ဒီတွေ့တော့ကငါလည်းပဲအိုရအောင်မှာပဲအိုချင်းတရားကမလွန်မြောက်နိုင်သေးဘူးလို့မင်းတခါမှမစဉ်းစားမိဘူးလားလို့ဆိုမေ့နေတယ်တဲ့မစဉ်းစားခဲ့မိဘူးဒါသူ့အဖြစ်ပုံလေးอ่ะအဲ့တော့ညီမမင်းကြီးကဟင်းချပြီးတော့မလုပ်တော့အေးလေးတဲ့မင်းမေးတော့မင်းမဟုတ်တာတွေမင်းလုပ်တော့မင်းဟာမင်းထိုင်တယ်မင်းကံပဲမင်းမေကဒီလွတ်တာလည်းမဟုတ်ဘူးအဖေကလွတ်တာလည်းမဟုတ်ဘူးဆွေမျိုးတွေကလွတ်တာလည်းမဟုတ်ဘယ်သူမှလွတ်တာမဟုတ်ဘူးမင်းလုပ်တဲ့ကံပဲမင်းပဲခံရမှာငါတခုမေးမယ်လူနာကိုရောမတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါတယ်အဲ့ဒီတော့ကရောမင်းမစဉ်းစားဘူးလားတဲ့မင်းမှာအသိဉာဏ်ရှိတဲ့အရွယ်ရောက်လာတဲ့အချိန်မှာငါလည်းနာရအောင်မှာပဲနာခြင်းတရားကိုငါလည်းမလွန်သေးဘူးလို့မလွန်မြောက်နိုင်သေးဘူးဆိုတဲ့အတွေးလေးမင်းမတွေးခဲ့မိဘူးလားဆိုမေ့နေတယ်မတွေးခဲ့မိဘူးငါလည်းကုသိုလ်ကောင်းမှုလုပ်အောင်မှဆိုစိတ်ကလေးမဖြစ်ခဲ့ဘူးလားမဖြစ်ခဲ့အဲ့ဒီမှာလည်းယမမင်းကြီးကစုတ်တတ်တယ်အေးမင်းထိုင်နေမင်းကံမင်းကဲနောက်တစ်ခုငါမေးမယ်တဲ့မင်းလူသေးတော့တွေ့ဘူးတယ်မဟုတ်လားဆိုတွေ့ဘူးတယ်လူသေးတွေတွေ့ဘူးတယ်အဲ့တွေ့တော့ကအော်ငါလည်းတနေ့သေအောင်မှာပဲဟောသေခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးငါကောင်းတာတွေလုံးဝဖြစ်မယ်ဆိုတဲ့အတွေ့အမျိုးမင်းမတွေးခဲ့ဘူးလားမတွေးခဲ့မိဘူးတဲ့မေ့နေပြောသလိုပဲနေခဲ့တယ်အေးအဲ့ဒါလို့ဆိုလဲမင်းတိုင်းနဲ့မင်းကံမင်းငါလည်းဘာမှမတတ်နိုင်ဘူးဆိုပြီးယမမင်းကြီးကငြိမ်းနေလိုက်တယ်ငြိမ်းနေလိုက်တဲ့အခါကျတော့ငရဲဆောင်တွေကဆွဲခေါ်ပြီးငရဲပုတ်လိုက်တယ်ဒါပါပဲနော်အဲ့ဒါလို့
ရှမမင်းကြီးကအကယ်၍များသူကဒီလူကသူ့ကိုလည်းအမျှဝေခဲ့တယ်ကုသိုလ်ကောင်းမှုလုပ်ထားတယ်သူမေ့နေလို့ဆိုလို့ရှိရင်ရှမမင်းကြီးကနေပါဦးမင်းကပြောမယ်မင်းဘယ်တော့မှဘာလုပ်ခဲ့တာလဲကြောင်းဆောက်ခဲ့တယ်သို့မဟုတ်ဆုံးလောင်းခဲ့တယ်လှူခဲ့တယ်တန်းခဲ့တယ်မင်းပြန်တွေးစမ်းဒါတွေကိုပြန်တွေးလိုက်စမ်းဆိုတွေးလိုက်တော့ဟုတ်သားပဲအတိတ်ကိုပြန်တတိယလာအဲ့ဒီတတိယတဲ့အခါမှာသူလွတ်သွားကုသိုလ်ကောင်းမှုတတိဟောပြီးလိုက်အဲ့ဒီကုသိုလ်စိတ်နဲ့ပဲပြန်လွတ်သွားအဲ့ဒီလိုယမမင်းကြီးကငရဲဘုံကိုရောင်းလဲရောက်လာတဲ့တရားတွေအတွက်ကုညီဆောင်းလျှောက်ဖို့ဆိုပြီးတော့ယမမင်းကြီးကငရဲဘုံကတကားဝမှာထိုင်ဆောင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလည်းပဲပြောချင်တာပတ်ဝန်းကျင်ကိုရှုတတ်မြင်တတ်ဖို့လိုအပ်တယ်လို့သူတို့ဆိုလို့တယ်တော့ကိုလူတိုင်းမှာနေစဉ်ပတ်ဝန်းကျင်နဲ့မြင်တွေ့ထိတွေ့နေကြတာဖြစ်တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုရှုမြင်သုံးသပ်ကြည့်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့မကြည့်ပဲနဲ့နော်ဒီအိုရဲလူတွေ့လဲသူကသူအိုတာငါနဲ့မဆိုင်ဘူးနားရဲလူတွေ့လဲသူကသူနာတာငါနဲ့မဆိုင်သိတဲ့လူတွေ့လဲငါနဲ့ငါတော့မသိဘူးသူကသူသိတာပဲဆိုပြီးတော့ငါလေဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ကြုံနိုင်တယ်ကြုံရအောင်မှာပဲမေ့နေလို့တော့မဖြစ်ဘူးကုသိုလ်ကောင်းမှုတွေလုံးဝပဲဆိုတဲ့အတွေးလေးတွေးတတ်ဖို့ဒါကိုပြောတာနော်ပတ်ဝန်းကျင်ရှုမြင်ပြီးတော့ပတ်ဝန်းကျင်ကိုရှုမြင်ရမယ်ဆိုတတိထားရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတတိထားရမယ်တတိထားပြီးတော့အသိဉာဏ်နဲ့ဆင်ခြင်ရမယ်ရှုမြင်ခြင်းဆင်ခြင်ခြင်းဒီနှစ်ခုပတ်ဝန်းကျင်ကိုရှုမြင်ပြီးတော့ဆင်ခြင်ပြီးတဲ့အခါမှာကိုယ့်ဘဝကိုကိုယ်ပြင်မာလို့ဆိုလိုတယ်ပေါ့နော်အဲ့ဒါလို့ကိုယ့်ဘဝကိုရှုမြင်ဆင်ခြင်ပြီးတော့ပြုပြင်သွားတဲ့ပုဂ္ဂိုလ်တွေဟာသူတော်သူကောင်းတွေဖြစ်ပြီးတော့တန်တရားဝကလွတ်သွားကြတာအဲ့ဒါလို့မဟုတ်ဘဲနဲ့အမတ်တမဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာတန်တရားရင်ကြောမှမျောပြီးတော့သွားကြတယ်ဒီအကြောင်းလေးကို950ဇာတ်ထဲမှာ480မြောက်ဖြစ်တဲ့ကုံဘကာရဇတ်အဲ့ဒီဇတ်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုမှတ်သားနာယူပြီးတော့ပတ်ဝန်းကျင်ကိုရှုမြင်တတ်ဖို့လေ့ကျင့်ထားအနာမရကတန်ရုံမှာမြတ်စွာဘုရားဟောတယ်လို့ပဲအချိန်လေးဆိုးတဲ့ပုဂ္ဂိုလ်တွေမြင်ငါလည်းခံခဲ့ရဘူးတယ်တန်တရားမှာငါလည်းကြုံခဲ့ဘူးတယ်ဟောကောင်းတာမြင်ဆိုးတာမြင်ငါလည်းကြုံခဲ့ရဘူးတယ်ဒါတွေကတန်တရားဒုက္ခတွေပဲလို့ဆိုတဲ့အတွေးလေးတွေတွေးပြီးတော့ငါတော့ကောင်းအောင်လုပ်ပါပဲဆိုတဲ့ကောင်းတဲ့အခြေအနေမအိုခင်မနာခင်မသေးခင်ငါကောင်းတာတွေလုပ်ရမယ်လို့ဆိုတဲ့ကောင်းရာတုပြီးတော့ကောင်းမှုတွေကိုပြုနိုင်ဖို့အတွက်စဉ်းကျင်စဉ်းစားရမယ်ပြုပြင်နေဆိုတာကိုယ့်ဘဝကိုနေစဉ်စဉ်းကျင်သုံးသပ်ပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တို့နော်ကထံဘူတတ္တမေရတ္တိဓိဝါဝိတိဝတ္တံတိငါမှနေတွေညတွေရက်တွေနှစ်တွေလတွေကုန်းလာခဲ့တာဘာတွေနဲ့ငါကုန်းနေတာလဲတနေ့တာအချိန်တစ်ခုကုန်းဆုံးသွားတာငါမှဘာနဲ့ကုန်းဆုံးတာလဲတန်ဖိုးမရှိတဲ့အရာတွေလောက်ကိုင်ပြီးတော့ကုန်းဆုံးတာလားကုသိုလ်စိတ်နဲ့ကုန်းဆုံးတာလားသို့မဟုတ်အကုသိုလ်စိတ်တွေနဲ့ကုန်းဆုံးသွားတာလားတနေ့ပြီးတနေ့ငါဟာအသက်ကြီးလာပြီကြီးလာတဲ့အခါမှာဒီတန်တရားကဒီတန်တရားရဲ့ဒုက္ခတွေဆိုတာအမတ္တမကြီးတယ်ဒါကြောင့်မို့လို့ငါကောင်းတာတွေလုပ်ဖို့လိုအပ်တယ်လို့ကိုယ့်ကိုတတိထားပြီးတော့စဉ်းကျင်သုံးသပ်တတ်ဖို့လိုအပ်တယ်စဉ်းကျင်သုံးသပ်ပြီးတော့ကိုယ့်ကိုပြင်ရမကောင်းသေးရင်ကောင်းအောင်ပြင်မယ်ကုသိုလ်ဘက်ကအားနည်းနေသေးရင်ကုသိုလ်တွေများများလုပ်ဖို့ပြင်ရမယ်အဲ့ဒါလို့ကိုယ့်ကိုဘဝကိုပြုပြင်ရမယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားပတ်ဝန်းကျင်ကိုရှုမြင်ပြီးတော့ကိုယ့်ဘဝကိုပြင်ပါလို့ဆိုလိုတယ်ပေါ့